တမျိုးလေးပါဆွဲလန်းပြီးမြဲလွမ်းလို့ရောက်ရတဲ့သူမို့ရန်ကုန်လာရင်ဖြောလိုက်ချကျုံတဲ့ဘေးမှာလဲရှောင်းရှင်မလို့ရုံနဲ့မန္တလေးရလာပါကတမျိုးလေးချစ်တလန်းကိုကြည်တဲ့နဲ့ရန်ကုန်မူလေးလာတော့မန္တလာမြေတောင်သုံးသွားရဲ့ဟုတ်တကယ်ရန်ကုန်မှာလုံးမလို့ပါမတမပါမမေပြောတတ်တာဘုရားမလေးစုတော်တောင်းအောင်ပါကိုစားရှိရန်ကုန်သူလေးဖြစ်ဖို့ရာရန်ကုန်လာလေးဒီတကမန္တလေးရောက်လဲမမေဘူး